မင်္ဂလာပါ Annie Recap Paradise မှာကြိုဆိုပါရစေ။ဇလန်းမစခင်မှာ channel လေးကို support လုပ်တဲ့အနေနဲ့ like လေးနှိပ်ပြီးရင်ထဲကစကားတချို့မှန်းခဲ့ပေးခဲ့ကြပါအောင်နော်။ပြီးရင်တော့စိတ်လှုပ်ရှားစရာရုပ်ရှင်ကဘာကြီးတွေကိုတူတူဝင်ကြည့်လိုက်ကြရအောင်ပါ။ဒီနေ့မှာတော့ House of Fury The Legend of Hank ကိုတင်ဆက်ပေးသွားမှာပါ။အနာဂတ်ကဘာကြီးမှာကြောင်မျိုးနွယ်တွေကတကဘာလုံးကိုကြီးစိုးလိုက်ပြီးအခြားသတ္တဝါတွေအားလုံးကိုမျိုးတုံးတက်ဖြတ်ကြပါတော့တယ်။ဇလန်းလေးကတော့ကြောင်တွေနဲ့ခွေးတွေကိုလူမှုအစဉ်အတန်းပြင်းပြင်းထန်ထန်ခွဲခြားထားတဲ့ကဘာတစ်ခုမှာစတင်ခဲ့တာပါဒီကဘာမှာကြောင်တွေကအထက်တန်းစားအဓိကလူမျိုးစုဖြစ်ပြီးခွေးတွေကိုတော့ယုံနေတဲ့တရဝါတွေအဖြစ်မုံတီးဆက်ဆုပ်ကြပါတယ်ဒီလိုနဲ့ဇလန်းလေးဟာအီကာချူလို့ခေါ်တဲ့ရုံမာကောက်ကျတဲ့ကြောင်မျိုးစားကြီးစီကနေစတင်လာခဲ့တာပဲဖြစ်ပါတယ်သူဟာကကမှုချို့လို့ခေါ်တဲ့ကြောင်ရွာလေးကိုမြေလံဖြစ်စီပြီးသူ့ရဲ့နေမြေကိုချဲ့ထွင်ဖို့စီမံကိန်းဆွဲထားတာပါဒါပေမဲ့သူ့ရဲ့အိမ်မက်အကောင့်ထဲပေါ်နိုင်ဖို့ဆိုရင်တော့ဒီရွာမှာနေထိုင်ကြတဲ့ရွာသားတွေကိုအပီးပိုင်နှင်ထုတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်အိုင်ကာကျူးဟာရွာသားတွေကြောက်လန့်ပြီးအဝတ်အစားထုတ်ဆွဲကထွက်ပြေးသွားအောင်သူ့ရဲ့တပ်ဖွဲ့ကိုချက်ချင်းစီလွှတ်လိုက်ပါတော့တယ်။ဒါပေမဲ့ကာကာမှုချို့ရွာသားတွေကတော့နည်းနည်းမှမကြောက်လန့်ကြပါဘူး။ဘာကြောင့်လဲဆိုတော့ရွာမှာသူတို့ကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ဆာမူရိုင်းတစ်ယောက်ရှိနေလို့ပဲဖြစ်ပါတယ်။ဒါမဲ့အီကာချူရဲ့တပ်ဖွဲ့ကာကာမှုချို့ရွာတွေကိုဝင်ရောက်လာတဲ့အခါမှာတော့အဆိုပါဆာမူရိုင်းဟာလမ်းဖြတ်သွားပြီးရွာသားတွေကိုစွန့်ပစ်ကတယောက်တည်းထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်ကြံခဲ့တဲ့ရွာသားတွေမှာစစ်ဘေးတင်ပြီးအင်ဂျီတွေပျက်စီးကစိတ်တက်ကြခဲ့ရပါတယ်။ဒါပေမဲ့သူတို့ဟာမိမိတို့ရဲ့ဇာတိမြေကိုအလွယ်တကူစွန့်ခွာမသွားဘဲဒီအကြက်တဲကိုဖြည့်ရှင်းဖို့ကြိုးစားကြပါတယ်။ဒီလိုနဲ့ရွာဆောင်ဆာမူရိုင်းထွက်ပြေးသွားတာကြောင့်အမီကိုဆိုတဲ့ကြောင်မလေးကရွာကိုကာကွယ်ပေးနိုင်မဲ့ဆာမူရိုင်းအစ်စ်တယောက်ရှာဖွေဖို့အကြံပေးလိုက်ပါတယ်။ဒီလိုကကမှုချိုးရွာအတွက်ဆာမူရိုင်းဆင်းလို့ပေးနိုင်တဲ့ခေါင်းဆောင်ဆိုလို့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ရှိုဂွန်မင်းကြီးတပါးတည်းသာရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်ရွာသားတွေရဲ့အကူအညီတောင်းစာဟာရှိုဂွန်ရဲ့နန်းတော်စီရောက်သွားခဲ့ပါတယ်။ဒါနဲ့ရှိုဂွန်ကလည်းအမတ်ကြီးအီကာကျူးစီဖုန်းဆက်ပြီးရွာဆောင်ဆာမူရိုင်းအစ်စ်ဆင်းလို့ပေးဖို့တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ဖြစ်ပျက်သွားတာကြောင့်အီကာကျူးဟာစိတ်ညစ်သွားရပါတယ်။ဘာလို့လဲဆိုတော့ရွာကိုဖျက်ဆီးဖို့လွှတ်လိုက်တဲ့တပ်ဖွဲ့ကသူ့ရဲ့တပ်ဖွဲ့ဖြစ်နေပြီးခုတော့ရွာကိုကာကွယ်ပေးဖို့လူပြန်လွှတ်ပေးရမလို့ဖြစ်သွားလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အိုင်ကာကျူးဟာမကောင်းတဲ့အကြံတစ်ခုထပ်ထုတ်လိုက်ပါတော့တယ်။ရွာကိုလုံးဝမကာကွယ်နိုင်မဲ့သူကိုရွေးချယ်ပြီးဆာမူရိုင်းအဖြစ်ဆေလွတ်လိုက်ရင်သူ့ရဲ့မူလစီမံကိန်းအတိုင်းရွာပျက်စီးသွားလိမ့်မယ်လို့စဉ်းစားလိုက်တာပါ။ဘသူကိုရွေးရမလဲစဉ်းစားနေချိန်ကြောင်နယ်မြေထဲမှားဝင်လာလို့အဖမ်းခံရပြီးတေတံပေးခံရတော့မဲ့ဟန့်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပါတယ်။ဟန့်ဟာမကောင်းတဲ့ရည်ရွယ်ချက်မရှိဘဲဆာမူရိုင်းဖြစ်ချင်လို့လာတာပါဆိုပြီးအသက်ချမ်းသာပေးဖို့တောင်းပန်နေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အခါချူဟာဟန့်ကိုအသက်ချမ်းသာပေးလိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့ကြောင်တွေရဲ့အမြင်မှာခွေးတကောင်ဟာဆာမူရိုင်းဘယ်တော့မှဖြစ်မလာနိုင်တယ်လို့ဒါဟာသူ့ရဲ့အကြံစိုးနဲ့ကွက်တီသွားကိုက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ဟန့်ခါကကမှုချိုရွာစီဆေးလွတ်ခြင်းခံလိုက်ရပါတော့တယ်။ရွာကိုရောက်တဲ့အခါကြောင်ရသားတွေကပျော်ရွှင်စွာနဲ့ထွက်ကြကြပေမဲ့ရောက်လာတာကခွေးတကောင်ဖြစ်နေမှန်းသိသွားတဲ့အခါမှာတော့ဟန့်ကိုချက်ချင်းပဲဝိုင်းဝန်းနှာခေါင်းရှုပ်မုန်းတီးသွားကြပါတော့တယ်။ဘာလို့လဲဆိုတော့ကကမှုချိုရွာသားတွေဟာခွေးတွေကရွာအတွက်ကပ်ပေးတည်ဆောင်လာတတ်တယ်လို့ယုံကြည်ထားကြလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဟန့်ရွာသားတွေရဲ့တပ်ဖြတ်ခြင်းကိုခံရတော့မဲ့စက္ကန့်ပိုင်းအလိုမှာပဲအမီကိုကသူ့စီပါလာတဲ့တရားဝင်ခန့်အပ်လွှာကိုသတိပြုမိသွားခဲ့ပါတယ်။အဆိုပါဆာလွှာထဲမှာတော့ဟန့်ခါရွာရဲ့ဆာမူရိုင်းအသစ်အစစ်မှန်ဖြစ်ကြောင်းနဲ့ဆာမူရိုင်းတယောက်ကိုတပ်ဖြတ်တာဟာဥပဒေချိုးဖောက်မှုဖြစ်တယ်လို့အတိအလင်းရေးသားထားတာပါ။ဒါကြောင့်ရွာသားတွေဟာဟန့်ကိုဆက်မတိုက်ခိုက်ပဲလက်တွန့်သွားကြပေမဲ့အကြီးအကျယ်ကိုဆက်လက်မုန်းတီးနေကြတော့မယ်ဖြစ်ပါတယ်။ဒီအခြေအနေကိုခိုးချောင်းကြည့်နေတဲ့အိုက်ကာချူကတော့အရန်ကိုမကြေမနက်ဖြစ်သွားရပါတယ်။ဘာလို့လဲဆိုတော့ရွာသားတွေကဥပဒေကိုဂရုမစိုက်ပဲဟန့်ကိုတပ်ပစ်လိုက်ကြရင်အဖွဲ့လိုက်ဥပဒေချိုးဖောက်မှုနဲ့ရွာကိုဖျက်ဆီးပစ်ဖို့အကြောင်းပြချက်ကောင်းရသွားမှာဖြစ်လို့ပါပဲဒါပေမဲ့အခုချိန်မှာတော့အီကာချူဟာရွာသားတွေအမားလုံးမှာကိုစောင့်မနေချင်တော့တာကြောင့်ရွာကိုနှင်ထုတ်ဖို့သူ့ရဲ့တပ်ဖွဲ့ကိုထပ်မံဆေးလွတ်လိုက်ပါတော့တယ်တပြိုင်နက်တည်းမှာပဲဟန့်ခါရွာသားတွေရဲ့ဆက်ဆုပ်မှုကိုခံနေရပေမဲ့အ ਨੇ ဆုံးတော့ဆာမူရိုင်းဖြစ်ခြင်းနဲ့အိမ်မက်ပြေဝသွားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ရွာဆောင်ဆာမူရိုင်းရဲ့နေအိမ်စီအမြန်သွားပြီးလက်နက်နဲ့ချက်ဝက်တစားတွေကိုစိတ်လှုပ်ရှားစွာနဲ့ဝစ်စင်စမ်းသက်ကြည့်နေခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဟန့်ခါအတိတ်ကပွဲပြီးမိသေးဖြစ်နေတဲ့ကြောင်ဆာမူရိုင်းဟောင်းကြီးချင်းပို့နဲ့စတင်တွေ့ဆုံခဲ့ရပါတော့တယ်။ဒီလိုနဲ့အချိန်ကိုက်ဆိုသလိုပဲရွာကိုရန်သူတွေကဒုတိယအကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်လာကြပါတော့တယ်။ဒါကြောင့်ဟန့်ဟာသူဟာရွာဆောင်ဆာမှုတိုင်းအဖြစ်တာဝန်ပေးခံထားရပေမဲ့ရွာသားတွေကိုနည်းနည်းမှမကာကွယ်ပေးနိုင်ပါလားဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဒါနဲ့ပဲဟန့်ဟာဂျင်ဘိုစီမှာဆာမှုတိုင်းပညာရက်တွေကိုသင်ကြားပေးဖို့တောင်းပန်လိုက်ပါတော့တယ်။ဒါပေမဲ့ဂျင်ဘိုကတော့ပင်ကိုကလေးကပြင်းရည်သူဖြစ်တာကြောင့်ပညာမသင်ပေးချင်ခဲ့ပါဘူး။ဒါပေမဲ့ဟန့်ကဘာလို့ဆာမူရိုင်းအရန်ဖြစ်ချင်နေရတာလဲဆိုတာကိုစက်ရည်လဲကျင်သွားတဲ့အတွက်မေးမြန်းကြည့်လိုက်ပါတယ်။ဒီအခါမှာတော့ဟန့်ကအတိတ်တုန်းကသူဟာမြို့ရဲ့စင်ရဲနွမ်းပါတဲ့ရက်ွက်ထဲမှာနေထိုင်ခဲ့တဲ့အဖြစ်မရှိတဲ့ခွေးလေးတစ်ကောင်ဖြစ်ခဲ့ဘူးကြောင်းပြန်ပြောင်းပြောပြခဲ့ပါတယ်။တရက်မှာတော့လူဆိုးခွေးအုပ်စုရဲ့အနိုင်ကျင့်ရိုက်နှက်ခြင်းကိုခံနေရစဉ်မှာပဲအမည်မသိစာမူတိုင်းတစ်ယောက်ရောက်လာပြီးအသက်ကိုကယ်တင်ပေးခဲ့တာဖြစ်ပါတယ်
ဒါတင်မကပဲဟန်ခါအဲ့ဒီဆာမူရိုင်းရဲ့ဓာတ်ကိုလည်းယနေ့ထိတိုင်အမျက်နှိုးဆုံးသိမ်းဆည်းထားခဲ့ပါသေးတယ်။ဂျင်ဘိုလည်းအဆိုပါဓာတ်ကိုမြင်လိုက်ရတဲ့အခါမှာတော့ဒါဟာသူ့ရဲ့ကိုယ်ပိုင်ဓာတ်ဖြစ်နေမှန်းချက်ချင်းပဲမှတ်မိသွားခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီနေ့ကစလို့ဟန်ခါဂျင်ဘိုစီမှာဆာမူရိုင်းပညာရက်တွေကိုစတင်သင်ယူလေ့ကျင့်ပါတော့တယ်။ဝါဓာတ်နဲ့တိုက်ခိုက်နည်းသင်ယူတာတွေအပြင်မြစ်ကိုဖျက်ကူးဖို့အတွက်ဝါပင်ထိပ်ပြားတွေပေါ်လမ်းလျှောက်တာတွေကိုပါတစိုက်မမတ်လေ့ကျင့်ခဲ့ကြပါတော့တယ်။ကောင်းကင်ရန်အထိမြင့်မားလာတဲ့ဝါတိုင်းကြီးပေါ်တက်ရတာနဲ့အခြားစမ်းသပ်မှုပေါင်းစုံကိုဟန်အစွမ်းကုန်စူးစမ်းလေ့ကျင့်လိုက်တာတခုမှမအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်ဟန်ခါဂျင်ဘိုရဲ့အရိုက်ခံမှုမဟုတ်ပဲဆာမူရိုင်းအဖြစ်သင်ယူကျင်တာပါဆိုပြီးစိတ်မရှိတော့ပဲညှိတွားလိုက်ပါတော့တယ်။ဒါပေမဲ့ဂျင်ဘိုကတော့ဟန်အနေနဲ့ဆာမူရိုင်းရဲ့စစ်မှန်တဲ့လမ်းစဉ်ကိုမသိသေးဘူးလို့ပဲပြန်ပြောခဲ့ပါတယ်။ဒီအခါမှာတော့ဟန်ကဆာမူရိုင်းအနှစ်သာရတွေကိုတက်မြောက်ထားတဲ့ဂျင်ဘိုဘာကြောင့်ဒီလိုအခြေအနေရောက်နေတာလဲဆိုပြီးတန်တရားဖြစ်ကမေးမြန်းလိုက်ပါတယ်။ဒီလိုနဲ့ဂျင်ဘိုဟာလည်းသူ့ရဲ့အတိတ်အကြောင်းကိုဟန်စီစတင်ပြောပြခဲ့ပါတော့တယ်။အတိတ်တုန်းကဂျင်ဘိုဟာမြို့ရဲ့အထက်တန်းလွာလူကြီးလူကောင်းတယောက်စီမှာတက်တော်ဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့လွန်ခဲ့တဲ့လုံခြုံရေးတတိတရားကြောင့်အဆိုပါလူကြီးလူကောင်းရဲ့မွေးနေ့ပွဲကိုမတော်တဆဖျက်ဆီးမိတယ်လို့ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီအပြင်သခင်ကြီးရဲ့မွေးနေ့ညချမ်းလေးကိုဖျက်ဆီးမိရုံမကရောက်ခမတွေကိုပါမျိုးဆက်ပြတ်သွားအောင်ဒုက္ခပေးမိလိုက်တာဖြစ်ပါတယ်။ဒီအဖြစ်ပြက်ဟာဆာမူရိုင်းတယောက်ရဲ့တစ္ဆာဂတိကိုချိုးဖောက်လိုက်တာဖြစ်လို့ဂျင်ဘိုဟာအလွန်ပဲအရှက်ရသွားခဲ့ပါတယ်။ဒါကြောင့်ဂျင်ဘိုဟာလူသူဝေးရာမှာတီးတန့်လာရောက်နေထိုင်ရင်အရက်သမားအဖြစ်အချိန်ဖြုံးနေခဲ့တာဖြစ်ပါတယ်။နောက်တနေ့မှာတော့ဂျင်ဘိုဟာဟန်ကိုတင် जा ပေးတဲ့နီလန်ကိုပြောင်းလဲလိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ရက်တွေတုန်းကနေရန်ပေါ်တက်တာနဲ့ဝါပင်ထိန်မှာဟန်ချက်ထိန်တာမျိုးကြောင်တွေပဲလုံနိုင်တဲ့နီလန်တွေကိုတင်ပေးခဲ့လို့ဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့ဂျင်ဘိုဟာခွေးတကောင်ရဲ့အားသာချက်တွေဖြစ်တဲ့အကြအာယုံထက်မြက်တာအနက်ခံကောင်းတာနဲ့မြေကြီးတူးနိုင်တာတွေကိုအသုံးချပြီးတင်ပေးခဲ့ပါတယ်။ဒါကြောင့်လဲဟန်အတွက်သင်ယူရတာပုံမှုအဆင်ပြေအဆင်ချောလာခဲ့ပါတော့တယ်။တပြိုင်နက်တည်းမှာပဲအီကာကျူးဟာခါကာမူချိုရွာသားတွေကိုနှင်ထုတ်လို့မရသေးတာကြောင့်တဖြည်းဖြည်းဒေါသထွက်လာခဲ့ပါတယ်။စစ်တပ်လှုပ်ပြီးချင်းချောက်တာတောင်ရွာသားတွေထွက်မသွားတာကြောင့်ဒီတစ်ချိန်မှာတော့အလွန်ကြောက်စရာကောင်းတဲ့တတဝါကြီးကိုဆေလွတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဆိုပါတတဝါကြီးကတော့ရွာထဲမှာလာရောက်တောင်းကျမ်းဖို့အီကာကျူဆေလွတ်လိုက်တဲ့ဆမိုဆိုတဲ့လိန်မော်ရောင်ကြောင်ဝတ်တုပ်ကြီးပဲဖြစ်ပါတယ်။ဆူမိုရဲ့ဖျက်ဆီးမှုတွေကြောင့်ဒုက္ခရောက်နေတာမို့အီမီကိုဟာဟန်ကိုအကူအညီတောင်းဖို့အမြန်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့ဂျင်ဘိုကတော့ဟန်အနေနဲ့တိုက်ခိုက်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့ဟန်ကတော့ဂျင်ဘိုရဲ့စကားကိုမနာခံပဲဆူမိုကိုရင်ဆိုင်ဖို့ချက်ချင်းထွက်သွားခဲ့ပါတော့တယ်။တိုက်ပွဲစတင်လိုက်တာနဲ့ဂျင်ဘိုပြောခဲ့သလိုပဲဟန်ကအဆင်သင့်မဖြစ်သေးဘူးဆိုတာထင်ရှားစွာမြင်တွေ့ခဲ့ရပါတယ်။ဟန်ဟာဆူမိုကိုနီလန်မျိုးစုံနဲ့တိုက်ခိုက်ကြည့်ပေမဲ့ဘာမှမရှင်နိုင်ပဲတစ်ဖက်သက်အနိုင်ကျင့်ခံနေရပါတော့တယ်။ဟန်ခါတင်ယူထားတဲ့ပညာတွေကိုစမ်းကျင်စောနဲ့ထွက်သွားတာကိုမြင်တော့ဂျင်ဘိုဟာသူ့ရဲ့အခြေအနေကိုသိသွားအောင်လိုက်ပါကူညီပေးခဲ့ပါတော့တယ်။ဒါပေမဲ့ဂျင်ဘိုဟာနောက်ဆုံးစက္ကန့်မှာပဲစိနဲ့မတဲတဲ့စုံမိုရဲ့ပါဇက်ထဲကိုပဲစိတွေပြစ်ထည့်ပေးခဲ့ရတာဖြစ်ပါတယ်။ဟန်ခါလည်းဒီအခွင့်အရေးကိုလက်မလွတ်ပဲစုံမိုကိုကျမ်းမြေပေါ်လှိမ့်ပစ်ပြီးအပြတ်ရှင်းလိုက်နိုင်ခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ခကမူချိုရွာသားတွေဟာဟန်ကိုအရင်လိုမုန်းတီးမနေတော့ပဲစတင်ပြီးခင်မင်လေးစားလာကြပါတော့တယ်။ဒါအပြင်ဆာမိုဟာလည်းလမ်းမကနေနောင်တရကကြောင်ကောင်းလေးအဖြစ်ပြောင်းလဲသွားပြီးဟန်ကိုယိုသေးလေးစားသွားခဲ့ပါတော့တယ်။ဒါပေမဲ့ဒီလိုအခြေအနေတွေကြောင့်ဟန်ဟာလူတွေရဲ့မြောက်ပင့်ချီးကျူးမှုတွေထဲမှာတာယာမိပြီးအတော်လေးအတကြီးလာခဲ့ပါတယ်။ဟန်ကဆာမိုကိုနိုင်သွားတဲ့တဲ့ရင်ဟာအီကာကျူးစီရောက်သွားတာကြောင့်အတော်လေးဒေါသထွက်သွားခဲ့ရပါတယ်။ဒါကြောင့်အီကာကျူဟာနောက်ထပ်အကွက်သစ်ဆင်ပြီးဟန်ကိုကလတ်တို့ခေါ်ထုတ်ကဖျက်ဆီးဖို့ကြံစီလိုက်ပါတော့တယ်။ဟန်ကလည်းအပျော်အပါးမတ်နေသူမို့အဆိုပါဖိတ်ခေါ်မှုကိုဝမ်းသာအားရလက်ခံလိုက်ပါတော့တယ်။ဒါပေမဲ့ဂျင်ဘိုကတော့ဟန်ကပညာဆက်မလေးခြင်းပဲအပျော်အပါးနောက်ကိုပဲလိုက်နေတဲ့အတွက်မကြေမနက်ဖြစ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အပြင်းထန်စကားများခဲ့ကြပြီးဂျင်ဘိုကအောက်ခြေလွတ်ပြီးမာနထောင်လွှားနေရင်ပျက်စီးခြင်းစီရောက်သွားလိမ့်မယ်လို့သတိပေးခဲ့ပါတော့တယ်။ဒါပေမဲ့ဟန်ကတော့ဒီစကားကိုနည်းနည်းမှနားမလဲပဲကကာမူချိုရွာကိုဆူမိုရန်ကနေကဲတင်ခဲ့တဲ့သူ့လိုမဟုတ်ပဲတခင်ကြီးရဲ့မွေးနေ့ပွဲကိုဖျက်ဆီးခဲ့တဲ့ဂျင်ဘိုသာအရှုံးသမားပါဆိုပြီးပြန်ပတ်လိုက်ပါတော့တယ်ဒီလိုရက်ဆက်လာတဲ့စကားကြောင့်ဂျင်ဘိုဟာစိတ်တက်ကြပြီးအရက်ပြန်တော့ကဟန်ငနဲ့ချုပ်ဆိုထားတဲ့ဆာမူရိုင်းတင်တဲ့သဘောတူညီချက်စာချုပ်ကိုစုပ်ပြဲပစ်လိုက်ပါတော့တယ်ခေတ္တမြကြပြီးနောက်မှာတော့ဟန်ကအီကာကျူးနဲ့အတူကလတ်တို့ရောက်ရှိသွားပြီးခဏချင်းမှာပဲလူကြိုက်များတဲ့ဆယ်လီဖြစ်သွားခဲ့ပါတော့တယ်လူအများပြားဟာသူ့စီစုပြုံရောက်ရှိလာပြီးခင်မင်ခွင့်တောင်းတာဓာတ်ပုံရိုက်တာနဲ့လက်မှတ်တောင်းတာတွေလုပ်ကြတာမို့ဟန်ခါကြောင်မြို့မှာတကယ်ပဲနာမည်ကြီးနေပြီလို့ထင်မှတ်သွားခဲ့ပါတယ်။ဒါပေမဲ့သူမသိတာကတော့ဒါဟာကြောက်စရာကောင်းတဲ့အမှန်တရားဖြစ်ပြီးအဲ့ဒီလူတွေဟာသူ့ရဲ့ပရိသတ်အစ်စ်မဟုတ်ကြပါဘူး။ဒါတွေဟာအိကာကျူးကဟန်ကိုမျက်စိလှည့်စားပြီးအယုံလွယ်သွားအောင်ပတ်စံပေးငှားရမ်းထားတဲ့လူတွေပဲဖြစ်ပါတယ်။
ဒါအပြင်အီကာကျူးဟာဟန်ကိုဒီနေရာမှာပဲပျော်ပါစေပြီးဒီညရွာစီပြန်မသွားချင်အောင်လှည့်ကွက်ဆင်ထားတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဟန်မရှိတော့မှအီကာကျူးရဲ့စစ်တပ်ကရွာကိုဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်ဖို့စီစဉ်ထားလို့ပဲဖြစ်ပါတယ်။ဒီတော့စစ်တပ်ကိုပြန်လည်ရင်ဆိုင်ဖို့ဆိုတာစုံမုံနဲ့ရွာသားတွေပဲရှိတော့လေသူတို့ရဲ့အင်အားနဲ့တော့ရန်သူတွေကိုဘာမှရှင်ပြိုင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ဂျင်ဘိုကလည်းမူယူပြီးအိပ်ပျော်နေတာမို့ထမတိုက်နိုင်တော့ပဲနောက်ဆုံးမှာရန်သူတွေဟာကာကာမူချိုရွာကြီးတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့ပါတော့တယ်။နောက်တနေ့မနက်ရောက်တဲ့အခါမှာတော့ဟန်ခါရွာထဲကိုပြန်ရောက်လာခဲ့ပြီးပျက်စီးရွေးနေတဲ့ရွာရဲ့အခြေအနေကိုကြည့်ကအတော်လေးအံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဂျင်ဘိုကဆာမူရိုင်းတယောက်ဖြစ်လို့အတူတူလိုက်ကူညီမယ်လို့ပြောခဲ့ပေမဲ့ဂျင်ဘိုကတော့တစ္ဆာဖြတ်သွားတဲ့သူကိုဆာမူရိုင်းလို့မခေါ်နိုင်ဘူးဆိုပြီးဒေါသတကြီးအော်ဟောက်လိုက်ပါတယ်။ဒါအပြင်ဆူမိုကိုနိုင်ခဲ့တာဟာဟန်ကဲစွမ်းရည်ကြောင့်မဟုတ်ပဲသူပဲစီပြစ်ထည့်ပေးခဲ့လို့ဆိုတဲ့အမှန်တရားကိုပါဂျင်ဘိုကထုတ်ပြောမိမလို့ဖြစ်သွားပေမဲ့မျိုးသိပ်ထားခဲ့ပါတယ်။သူတို့နှစ်ယောက်စကားများပြီးနောက်ရွာသားတွေရောက်လာကြပြီးအပျော်ပါအတွက်နဲ့သူတို့ရွာကိုစွန့်ပစ်သွားတာကြောင့်အိမ်တွေမီးလောင်ကဒဏ်ရာရခဲ့ရတယ်လို့ဟန်ကိုအပြစ်တင်ကြပြီးအီမီကိုလည်းဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်မို့စိတ်တက်ကြသွားတဲ့ဟန်ကလည်းဆာမူရိုင်းဖြစ်ခြင်းနဲ့စိတ်ကူးတွေကိုဆွန့်လွတ်လိုက်ပြီးသူ့ရဲ့မွေးရမြေကိုတင်းမောနဲ့ချက်ချင်းပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ဟန်ကတင်းမောစိတ်ကိုရောက်ခါနေအချိန်မှာအမီကိုပေးခဲ့တဲ့စက်ကူအယုတ်လေးကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒီအယုတ်လေးကဓာတ်ကိုကင်ထားတဲ့ဟင်းငယ်ပုံစံလေးဖြစ်ပြီးသူဟာဘယ်သူလဲဆိုတာကိုသတိရနေစေဖို့အီမီကိုကပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကားကြောင့်ပဲဟန်ကထွက်ပြေးဖို့စိတ်ကူးကိုဆွန့်လွတ်လိုက်ပြီးအဖမ်းခံထားရတဲ့စုံမိုကိုတွားရောက်ကဲတင်ဖို့ဂျင်ဘိုနဲ့အတူပူးပေါင်းလိုက်ပါတော့တယ်။သူတို့နှစ်ယောက်ဟာတိုက်ခိုက်ရေးမှာအတော်လေးတွဲပတ်ညီညီပူးပေါင်းနိုင်ခဲ့ကြပါတယ်။ဂျင်ဘိုရဲ့ကျွမ်းကျင်လာတဲ့ဓာတ်တိုင်းပညာနဲ့ဟန်ကဲအနက်ခံကောင်းတဲ့စွမ်းရည်တို့ကြောင့်စုံမိုကိုမြောက်ထောင်ထဲကနေအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့သူတို့၃ယောက်ထွက်ပြေးဖို့ပြင်နေချိန်မှာရန်သူတွေမိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစုံမိုဟာလမ်းရှင်းပေးခဲ့ပြီးပိတ်တော့မဲ့တကားကြီးကိုစူးစမ်းဆွဲထားပေးခဲ့ပါတယ်။ခန္ဓာကိုယ်သိငယ်တဲ့ဟန်ကတော့လွတ်မြောက်သွားခဲ့ပေမဲ့ဂျင်ဘိုကတော့အထဲမှာတယောက်တည်းပိတ်မိကျန်ရစ်ခဲ့ရပါတော့တယ်။ဟန်ဟာဂျင်ဘိုကိုပြန်ကယ်ဖို့စူးစမ်းခဲ့ပေမဲ့ဂျင်ဘိုကတော့အမြန်ဆုံးထွက်ပြေးဖို့ပြောခဲ့ပြီးရန်သူစစ်တပ်ကြီးကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ခဲ့ပါတော့တယ်။ဒီဖြစ်ရဖြစ်ပွားပြီးနောက်မှာတော့ဟန်နဲ့ဆမိုတို့ဟာခါကာမူချိုရွာစီကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။ရောက်ချင်းမှာပဲရွာသားတွေဟာပစ္စည်းတွေကိုတင်စီပြီးဒီနေရာကနေထွက်ခွာဖို့ပြင်ဆင်နေကြတာကိုတွေ့လိုက်ရပါတယ်။အိုက်ကာကျူဟာရွာသားတွေကိုနှင်ထုတ်ဖို့အတွက်ကဘာအနှံ့ကကြေးစားလူသက်သမားတွေကိုခေါ်ယူထားတာမို့ရွာသားတွေအနေနဲ့ဆက်လက်တိုက်ခိုက်ဖို့မဖြစ်နိုင်တော့လို့ပါပဲ။ဒါမဲ့အတိတ်ကလိုအရှုံးမပေးချင်တော့တဲ့ဟန်ကတော့နောက်ဆုံးတိုက်ပွဲမှာအတူတူပူးပေါင်းတိုက်ခိုက်ကြဖို့ရွာသားတွေကိုအကူအညီတောင်းခံခဲ့ပါတယ်။ကျောင်းတွေမှာအသက်9ကျောင်းရှိနိုင်ပေမဲ့သူ့လိုခွေးတကောင်မှာတော့အသက်1ချောင်းပဲရှိတာမို့ရွာသားတွေရဲ့ယုံကြည်မှုကိုပြန်ရကျင်နေဆိုပြီးအစီအစဉ်တစ်ခုကိုတင်ပြလိုက်ပါတော့တယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့အိုက်ကာကျူရဲ့စစ်တပ်ဟာကာကာမူချိုရွာကိုချက်ချင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတော့တယ်။ရန်သူတွေဟာရွာထဲကလူတိုင်းကိုလိုက်လံတပ်ဖြတ်ခဲ့ကြပေမဲ့ဒီရွာဟာတကယ်ရွာအစ်စ်မဟုတ်ပဲစက်ကူနဲ့ဖန်တီးပြထားတဲ့ရွာအတုဆိုတာကိုတော့လုံးဝမသိခဲ့ကြပါဘူး။ရွာသားတွေအားလုံးကတော့သူတို့ရဲ့အစီအစဉ်အောင်မြင်သွားတာကြောင့်အဝေးတနေရာကနေရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ချောင်းကြည့်နေခဲ့ကြပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအေကာကျူရဲ့လက်ယုံဖြစ်သူအိုကာကနေရာမှာတိုက်ခိုက်မိမှန်ရိပ်မိသွားချိန်မှာတော့ဟန်ကရွာထဲမှာထောင်ထားတဲ့ရန်အိုးတွေစီကိုသူ့ရဲ့စက်ကူစာမူရိုင်းအယုတ်လေးတက်ထားတဲ့မီးများနဲ့ပြစ်လွတ်လိုက်ပါတော့တယ်။ဒါကြောင့်မို့အေကာကျူရဲ့စစ်တပ်ကြီးဟာတပြိုင်နက်တည်းမှာပဲအပြင်းထန်ပောက်ကွဲပျက်စီးသွားခဲ့ပြီးရွာသားတွေလည်းလက်နက်ကိုစီကိုင်ကဟန်နဲ့အတူတတိရှိရှိပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုရှိုကန်ရောက်ရှိလာပြီးဒီမြင်ကွင်းကိုကြည့်ကအတော်လေးအံ့အားသင့်သွားခဲ့ရပါတယ်။ရှိုကန်ကဘာတွေဖြစ်ပျက်နေရလဲလို့မေးလိုက်ချိန်မှာအီကာကျူကဒီရှုပ်ထွေးမှုတွေဟာဟန်ရဲ့လက်ချက်ပါဆိုပြီးအပြစ်ပုံချဖို့ကြိုးစားခဲ့ပေမဲ့တေမင်းနဲ့လွဲခဲ့တဲ့ဂျင်ဘိုရောက်လာပြီးကူညီပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာဂျင်ဘိုနဲ့ရှူကန်တို့ဟာနှစ်ပေါင်းများစွာအကြာမှာပြန်လည်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အတိတ်တုန်းကဂျင်ဘိုစောင့်ရှောက်ခဲ့ရတဲ့အထက်လူကြီးဆိုတာအမှန်တော့ရှူကန်ဖြစ်နေလို့ပါပဲ။ဂျင်ဘိုဟာရှူကန်ကိုမြင်တဲ့အခါအတိတ်တုန်းကမွေးနေ့ပွဲကိုဖျက်ဆီးမိခဲ့တဲ့အတွက်အတော်လေးရှက်ရွံ့နေခဲ့ပေမဲ့ရှူကန်ကတော့အဲ့ဒီကိစ္စကိုမေ့ပစ်လိုက်ဖို့နဲ့အဲ့ဒီမွေးနေ့ဟာသူ့အတွက်အမိုက်ဆုံးမွေးနေ့ပွဲဖြစ်ခဲ့တာလို့ပြောခဲ့ပါတယ်။နေ့စဉ်နှစ်တိုင်းမွေးနေ့ပွဲတွေဟာအမြဲတမ်းအံ့ဩစရာတွေကြီးဖြစ်နေတာမို့ဂျင်ဘိုမှာပြီးဖျက်ဆီးမိခဲ့တဲ့တစ်နှစ်ကလွဲရင်ကျန်တဲ့နှစ်တွေအားလုံးဟာတာမန်ဖြစ်သွားတယ်လို့ဆိုပါတယ်။ရောက်ခမတွေကလေးမရနိုင်တော့ရင်တောင်မှရှိုကန်ကတော့ဂျင်ဘိုကိုပဲအမြဲတမ်းချစ်ခင်နေစေဖြစ်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဂျင်ဘိုဟာစိတ်ထဲမှာဆွဲကပ်နေတဲ့အပြစ်ရှိစိတ်တွေကိုနောက်ဆုံးမှလှုပ်ချနိုင်ခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ရှိုကန်ကဂျင်ဘိုဘာကြောင့်ဟန်ကိုကူညီပေးခဲ့တာလဲဆိုတာဆက်မေးခဲ့ပါတယ်။ဂျင်ဘိုကလည်းရှုပ်ထွေးမှုအလုံးကိုဖန်တီးခဲ့တာဟန်မဟုတ်ဘူးလို့ပြန်ရှင်းပြခဲ့ပါတယ်။ဟန်ဟာခွေးတကောင်ဖြစ်ပေမဲ့ခါကမူချိုရွာကိုတကယ်ဖျက်ဆီးသူအီကာကျူရဲ့ရန်ကနေကာကွယ်ဖို့ကြိုးစားခဲ့တာလို့ပြောခဲ့ပါတယ်။အဲ့ဒီစကားကိုကြားတော့ရှိုကွန်ကအိုက်ကာကျူဘာကြောင့်ဒီလိုကိစ္စမျိုးလုပ်ရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာအိုက်ကကျူးရဲ့လက်ယုံဖြစ်သူမအုံမလဲကြောင်မိုက်ကလေးအိုကာကအစီအစဉ်အားလုံးကိုဘူးမတိပမတိနဲ့အကုန်ဖွင့်ပြောလိုက်ပါတော့တယ်။အိုက်ကကျူးဟာသူ့ရဲ့ရဲတိုက်ပတ်ဝန်းကျင်ရှုခင်းကြီးကိုအပြစ်ဆိုပွဲမရှိလာပါစေခြင်းလို့ကကမူချိုရွာကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်ဆိုပြီးဗလိုင်းကြီးဖွင့်ချလိုက်တာပါ။အကြံစီတွေအကုန်ပေါက်ကြားသွားတဲ့အခါမှာတော့အိုက်ကကျူးဟာသူ့ရဲ့ရဲတိုက်စီကိုချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်။ဟန်ကလည်းအိုက်ကကျူးကိုဖမ်းဆီးဖို့အတွက်အနောက်ကနေထက်ချက်မကွာလိုက်သွားခဲ့ပါတော့တယ်။ဒါကြောင့်မို့သူတို့နှစ်ယောက်ဟာအီကာကျူးရဲ့တပည့်တွေကိုထုစစ်ခိုင်းထားတဲ့အိမ်သာပုံစံရုပ်ထုကြီးပေါ်မှာထိတ်တိုက်တိုက်ခိုက်ခဲ့ကြရပါတော့တယ်။ဟန်ကအိုက်ကကျူးရဲ့လှည့်ကွက်ကြောင့်အိမ်သာခွက်ကြီးတဲ့ပြုတ်ကျလူနေပါဖြစ်ခဲ့ရပေမဲ့ဂျင်ဘိုစီကတင်ယူထားတဲ့ပညာနဲ့အသိဉာဏ်ကိုအသုံးချပြီးအိုက်ကကျူးကိုယ်တိုင်ပြုတ်ကျသွားအောင်ဆွဲချလိုက်နိုင်ခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အိုကာဟာသူ့သခင်ကိုကူညီဖို့ချက်ချင်းပြေးသွားခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးမားမှုကြောင့်အိမ်သာရုပ်ထုကြီးကွဲအပ်သွားခဲ့ပါတော့တယ်။အထက်ကရေတွေဒလဟောထွက်ကြလာပြီးရဲတိုက်ကြီးတစ်ခုလုံးပျက်စီးသွားခဲ့တယ်လို့ဒီရေလိုင်းကြီးဟာအောက်ခြေမှာရှိတဲ့ခါကာမူချိုရွာစီကိုဥတီစီးဆင်းသွားခဲ့ပါတော့တယ်။ဒါကြောင့်မို့နောက်ဆုံးမှာတော့ဟန်နဲ့ဂျင်ဘိုတို့ဟာရွာထဲကိုအမြန်ပြန်လာပြီးမြောင်းတွေတူးကြဖို့ရွာသားတွေကိုတတိပေးခဲ့ပါတော့တယ်။ရွာသားတွေလည်းအားလုံးညီညီညွတ်ညွတ်နဲ့ရေမြောင်းကြီးတစ်ခုရအောင်ကြပြကြဝိုင်းဝန်းတူးဖော်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ရေတွေဟာသူတို့တူးထားတဲ့မြောင်းအတိုင်းအောင်မြင်စွာစီးဆင်းသွားခဲ့ပါတော့တယ်။ဒါပေမဲ့ကြောင်ပေါက်စာလေးတွေဟာရေထဲကနေမတက်နိုင်ပဲရေစီးနဲ့အတူမျောပါသွားခဲ့ကြပါတော့တယ်။အဲ့ဒီခါရွာသားတွေဟာကြောင်ပေါက်လေးတွေကိုကယ်တင်ဖို့အတွက်ရေထဲတိုင်ပင်ထိုးဆင်းပြီးတယောက်နဲ့တယောက်လက်တွဲကစီလုံးညီညွတ်စွာနဲ့အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့အရာအလုံးအဆင်ပြေပြေနဲ့ပြီးဆုံးသွားတဲ့အခါရှုဂန်ဟာဟန်ကိုဆာမူရိုင်းသားကိုတရားဝင်ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ဟန်ကတော့အဲ့ဒီလိုဂုဏ်ပြုမှုကိုလက်ခံဖို့ညှင်းပယ်ခဲ့ပါတော့တယ်။ဟန်ကဂျင်ဘိုနဲ့အတူဆာမူရိုင်းပညာကိုဆက်လက်သင်ယူချင်တာကြောင့်ရွာကိုစောင့်ရှောက်ရမယ့်ဆာမူရိုင်းတာဝန်ကိုအမီကိုစီလွှဲပြောင်းပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့အမီကိုဟာရွာသားတွေကိုကာကွယ်ဖို့အတွက်ဘေးအန္တရာယ်မှန်သမျှကိုအမြဲတမ်းဥဆောင်ရင်ဆိုင်ခဲ့တဲ့သူဖြစ်လို့ပါပဲ။ဒီလိုနဲ့ရှုပ်ထွေးပွေလီလာတဲ့ကိစ္စတွေအားလုံးပြီးဆုံးသွားပြီးခါကာမူချိုရွာလေးပြန်လည်ငြိမ်းချမ်းသွားတဲ့အခါကြောင်ရွာသားတွေဟာခွေးတွေကိုအပြည့်အဝစတင်လက်ခံခဲ့ကြပါတော့တယ်။ဒါကြောင့်မို့ရွာအဝင်ဝမှာစိုက်ထူထားတဲ့ခွေးများမဝင်ရဆိုတဲ့ဆိုင်းဘုတ်ကြီးတွေကမဝင်ရဆိုတဲ့စာသားကိုလည်းဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။ဟန်နဲ့ဂျင်ဘိုတို့ကတော့တစ္ဆာရှိတဲ့မိတ်ဆွေစစ်တွေအဖြစ်စာမူရိုင်းပညာတွေကိုဆက်လက်လေ့ကျင့်ခဲ့ကြပါတော့တယ်။ဒါဟာဆိုရင်တော့အားလုံးအတွက်တင်ဆက်ပေးခဲ့တဲ့ Paws of Fury: The Legend of Hank ဆိုတဲ့ animation ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်လမ်းအစအဆုံးပဲဖြစ်ပါတော့တယ်။ဒီဇာတ်ကားလေးဟာကြည့်ရတာရိုးရှင်းပြီးဇာတ်လမ်းပဟေလီတွေမရှုပ်ထွေးတဲ့အပြင်မိမိကိုယ်ကိုလက်ခံယုံကြည်တတ်ဖို့ပညာပေးစကားတွေကိုပါထည့်သွင်းထားတာဖြစ်ပါတယ်။ဒါကြောင့်မို့တမိသားစုလုံးစိတ်အေးချမ်းသာစွာနဲ့အတူတူထိုင်ကြည့်ဖို့အတော်လေးသင့်တော်တဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ TV ရိုလေးကိုကြည့်ပြီးတဲ့အခါပရိသတ်တို့အနေနဲ့ဘယ်ဇက်ကောင်ကိုအကြိုက်ဆုံးလဲဆိုတာအောက်က comment မှာရေးသားပြောပြခဲ့ကြပါအောင်ဒီဗီဒီယိုလေးကိုသဘောကျရင် like and share လေးနှိပ်ပေးခဲ့ကြပါအောင်နောက်ထပ်စိတ်လှုပ်ရှားစရာ animation ဇာတ်ကားကောင်းတွေကိုကြည့်ဖို့ Annie Recap Paradise Channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးလည်းနှိပ်ထားနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်